မိုးညိုနေသောရွာလေးရဲ့အစွန်မှာတစ်သားအိမ်ဟောင်းတစ်လုံးရှိပါတယ်။အိမ်ရဲ့ပြတင်းပေါက်တွေကကျိုးပဲ့နေပြီးတကားဟောင်းကြီးကလေတိုက်တိုင်းအိမ်သူအိမ်သားမရှိဘဲနဲ့အလိုလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတတ်ပါတယ်။အိမ်ကိုလူငယ်တစုငှားလိုက်ကြတယ်။သူတို့တဲကတီ24နှစ်ကအိမ်ရဲ့အခန်းတစ်ခုထဲမှာအဝါရောင်စက္ကူနဲ့ပတ်ထားတဲ့စာအုပ်ဟောင်းတစ်အုပ်ကိုတွေ့လိုက်ရတဲ့စာအုပ်ကိုဖွင့်ကြည့်တဲ့အခါအတွင်းမှာငါအလောင်းကိုမြေမြုပ်ထားတဲ့နေရာမှာငွေတွေရှိတယ်။ဒါပေမဲ့မနှောက်ယှက်နဲ့ဆိုတဲ့စာသားကိုသွေးနဲ့ရေးထားတာကိုတွေ့ရတယ်။ညဘက်မှာတီတို့အိမ်နေတော့အခန်းထဲကနေရန်ကနေခွက်ခွက်ကြီးငိုတန်ကြားလိုက်ရတယ်။အိမ်ရဲ့အောက်ထပ်မှာသူတို့မသိသေးတဲ့အခန်းလေးတစ်ခုရှိနေတယ်ဆိုတာသိလိုက်ရတယ်။အခန်းထဲဝင်ကြည့်တဲ့အခါအဝတ်စုပ်တွေနဲ့ဖုံးနေတဲ့အယိုးစုတစ်စုကိုတွေ့လိုက်ရပြီးနေရန်မှာငါသမီးကိုပြန်ပေးပါတို့သွေးနဲ့ရေးထားတယ်။ညမှာပဲတီတို့ကိုအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်အိတ်ခမ်းထဲလှည့်ပတ်နေတာကိုတွေ့လိုက်ရတယ်။သူမရဲ့မျက်လုံးတွေကမျက်စံအဖြူဖက်တွေနဲ့ဖုံးနေပြီးလက်သေးတွေကအရှည်ကြီးနဲ့ကောက်ကွေးနေတယ်။သူမကတီကိုစိုက်ကြည့်ပြီးငါသမီးကိုပြန်